ကိုတော်စင်သည်ရန်ကုန်မှမွေးရဖြစ်သောကြေးလက်ကြေးရွာတို့ကိုနှစ်ပေါင်းများစွာကြာမှပြန်လာသည်လမ်းခီးတစ်လျှောက်နှင့်ရွာထဲရောက်သည့်အခါသူကြုံတွေ့ရသောအရာသည်စိတ်ချမ်းသာစရာမွေးရမြေစီပြန်ခြင်းမဟုတ်ဘဲကြောက်မက်ဖွယ်ရှိုးဝှက်အဆန်နှန်းကျင်မှုတစ်ခုဖြစ်နေသည်ညနေဆောင်ကားဟောင်းကြီးပေါ်မှကိုတော်စင်ဆင်းရင်းသည်လမ်းဆောင်တွင်သူကားရပ်ထားသောကားဂိတ်ဟောင်းလောက်မှလူသူကင်းမဲ့နေသည်လေတိုက်နေပြီးတစ်ကိုင်းများတဖြည်းဖြည်းရိုင်နိုင်နေသည်သူသည်ရွာထဲသို့ခြေလျင်ခီးဆက်ရန်လမ်းကျင်းကလေးအတိုင်းတိုင်းလျှောက်လာသည်လမ်းဘေးတွင်ဖျားစီတီဟောင်းအောင်တဆူအသက်ကြောင်တော်များအဖြစ်ရှိနေသည်သူမမျက်စီထောင်တွင်စေတီရိတ်ထဲ၌အဖြူရောင်အရိတ်တစ်ခုဖြတ်ပြေးသည်ကိုတွေ့ရတော့လဲလှည့်ကြည့်လိုက်သည့်အခါဘာမျှမရှိရွာဝင်တွင်ရှေးဟောင်းလောင်းကြောင်တောင်တစ်ခုကိုဖျက်တမ်းရသည်ကြောင်အောင်တကားဟောင်းမှာတချမ်းပွင့်နေပြီးအတွင်းမှကလေးတဘာဝမကြသောတချင်းဆိုတန်ပါဆက်ဖျားမှဟစ်အောက်တန်ကလေးများကြားရသည်ကိုတော်စင်ရက်လိုက်မိ၏သူငယ်စဉ်ကဤကျောင်းတွင်ဆရာတဦးကိုလူတက်မှုဖြင့်တက်ခဲ့ကြောင်းသောထိုဆရာမှာတချင်းချင်းဆိုရန်ကြိုက်နှစ်သက်ကြောင်းသောကြေးရွာဖြစ်ပြက်ဟောင်းလောင်းကိုတတိယနေဤသူကျောင်းဘက်သို့လှမ်းကြည့်လိုက်စဉ်ပြတင်းပေါက်တစ်ခုမှမျက်နှာဖြူဖြူမျက်ကလုံးမဲကြီးများအဖြစ်လူတစ်ယောက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်သူ့အိမ်ဟောင်းစီရောက်သည်အိမ်မှာမီးမရှိတိရွက်ချောက်များဖြင့်ဖုံးနေသည်သူ့အိမ်နီးချင်းမြင်းဟောင်းဒေါ်ကြီးမြအိမ်သို့ဝင်ရောက်ခိုလုံရန်ဆုံးဖြတ်သည်ဒေါ်ကြီးမြမျက်နှာတွေဖြူဖက်ဖြူရောဖြစ်ကာစင်လေးမင်းပြန်လာပြီလားဒါပေမဲ့မင်းကဒီညမမှာရွာထဲမှာလမ်းမလျှောက်တင်ဘူးအထူးသဖြင့်မင်းအိမ်ကိုမပြန်သင့်ဘူးဟုပြောသည်ဘာကြောင့်လဲတော်မမင်းအိမ်ကိုသူကယူထားပြီးမင်းအဖေဟာမင်းကိုစောင့်နေတယ်လို့ပြောတယ်ဒါပေမဲ့မင်းအဖေဆုံးတာ3နှစ်ရှိပြီဟော့ကိုတော်စင်ထိတ်လန့်သွားသည်သူ့အိမ်ကိုဘယ်သူကယူထားသနည်းသူတန်တရားဝင်မိ၏ညအမောင်အောင်တဲ့သူ့အိမ်ဟောင်းစီသို့လှုပ်ဝက်ထွက်သွားသည်အိမ်၏နောက်ဖေးတကားမှာဟန်နေသည့်အတွင်းသို့ဝင်လိုက်သည့်နှင့်အနံ့ဆိုးများချိနေနေသောအိမ်ခန်းများကိုတွေ့ရသည်အိတ်ခမ်းထဲတွင်မိချစ်တန်ကလေးတစ်ချက်မြည်လွှဲပြီးဖျောင်းတိုင်ရိုင်တိုင်လောက်ထွန်းထားသည်ကိုတွေ့ရသည်ဖျောင်းအောင်တိုင်အောက်တွင်ဓာတ်တောင်အောင်တစ်လက်ဓာတ်တစ်ချောင်းအောင်ရှိနေသည်နေရန်တွင်ဓာတ်ရများနှင့်သွေးချောင်များကပ်နေခြေတံမများကြားလိုက်ရသည်မိခိုးများအကြားမှလူတစ်ယောက်၏မိမ့်ဝေနေသောပုံရိပ်ကိုမြင်လိုက်ရသည်ထိုလူသည်ကိုတော်စင်၏ဖခင်နှင့်စင်တူသည်သို့သောမျက်နှာမှာဖြူဖက်ဖြူရောမျက်လုံးများမှာမဲကြီးများဖြစ်နေသည်ချစ်သားပြန်လာပြီလားခုအော်တန်မမဲ့အတန်တစ်ခုထွက်ကလာ၏ငါ့ကိုလာခဲ့တင်ငင်ပါဒီအိမ်မှာတယောက်ကငါ့ကိုတတ်ထားတယ်ကိုတော်စင်အော်ဟစ်ဖို့ကြိုးစားနေစဉ်ထိုရိပ်သည်ဓားကိုကောက်ကသူ့ဘက်သို့လှမ်းလာသည်ဖျောင်းကောင်းတိုင်လည်းမိန်သွား၏မောင်အောင်မိုက်သောမျက်နှာပြင်ပေါက်တွင်စာသားများပေါ်လာ၏မွေးရမြေဆိုသည်မှာတင့်ကိုစောင်းဆိုင်နေသူများရှိရာအယံပင်ထိုသူတို့သည်တင့်ကိုလွမ်းချင်ဟုတ်ချင်မှဟုတ်မီနောက်ဆုံးအကျင့်ဖျောင်းကောင်းတိုင်မိန်ရာမှကိုတော်စင်၏မျက်လုံးကြီးများကြောက်လန့်တကြားဖွင့်ဟကြံရင့်နေခဲ့သည်အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုက်နှစ်သက်ပါက like and subscribe လေးလုပ်ပေးကြပါဦး